အားလုံးပဲမင်္ဂလာပါကျွန်တော်ယူနီချန်မီဒီယာရဲ့အားသာအစီအစဉ်ကနေပြန်ကြိုဆိုပါရစေကျွန်တော်အပတ်စဉ်တင်ဆက်နေကြပရီးမီယာလိပွဲခံမှာပေါ့ကျွန်တော်ပြီးခဲ့တဲ့အပတ်ကတော့ FA ဖလားပွဲတွေဝင်သွားတယ်ပေါ့ဒီတစ်ပတ်တော့ကျွန်တော်အားလုံးမျှော်လင့်ဆောင်စားနေတဲ့ဒီပရီးမီယာလိပေါ့ပရီးမီယာလိတော့ကျွန်တော်တို့ဒီဘာလို့နဲ့ပြကျွန်တော်ပွဲစဉ်28ကိုရောက်လာပြီဒီပွဲပြီးဖို့ကလည်းတဖြည်းဖြည်းနီးကပ်လာပြီအဲ့အချိန်မှာအာဆင်နယ်နဲ့လီဗာပူးရဲ့လီဗာပူးနဲ့အာဆင်နယ်အပြတ်မှုကလည်းအရန်ချီကောင်းတယ်ဒါပေမဲ့သူတို့နှစ်သင်းကြားမှာအမှတ်ကွာဟမှုကများတယ်ဗျာစုစု73မှတ်ထိကွာတော့ဒါပြောလီဗာပူးကပိုပြီးချက်များတော့ဗျာကျွန်တော်အတင်းနေတော့ဒီကျွန်တော်တို့အလဲလဲအတင်းကလည်းသူတို့မှာဖီအားရှိတယ်အောက်အတင်းမှုလို့ကျွန်တော်စိတ်လို့လက်စတာလို့အဲ့လိုဒီအတင်းနဲ့ကိုစီကဖီအားရင်သွားနေကြပေါ့ကဲကျွန်တော်ဒီတစ်ပတ်ပြီးမဲ့ပွဲနေ28ပေါ့28မှာတကယ်ပွဲကောင်းပါဗျအဲ့ပွဲတော့မန်ဦးနဲ့အာဆင်နယ်ပေါ့ကဲထားပါကျွန်တော်ပိုတင်တစ်ကနေကျွန်တော်စလိုက်ရအောင်နံပါတ်1ပွဲဗျဦးဆုံးပွဲကနော်တင်ဟန်နဲ့မန်စီးတီးဗျအဲ့ဒီမှာမန်စီးတီးက1.90ပေးထားတယ်ကျွန်တော်အာရှဖွင့်လို့မှာ1.90 9ပေါင်းက3.15ဖွင့်လင်ထားတယ်ပေါ့အဲ့ဒီမှာနော်တင်ဟန်ပေါ့နော်တင်ဟန်ကဒီကျွန်တော်ပရီးမီယာလိပေါ့နောက်ဆုံးလောက်ဘက်မှာတပွဲပဲနိုင်တယ်ဒါပေမဲ့တစ်ခုရှိတာပြသူကအင်ဝင်းကောင်းနေကြ EPN အခုတော့10ပွဲကစားရမှာသူတပွဲပဲရှုံးထားတယ်အဲ့ဒီမှာကျွန်တော်မန်စီးတီးပေါ့မန်စီးတီးကပကတိကျွန်တော်အနေထိုင်ကြည့်မန်စီးတီးကကောင်းပါတယ်ဒီမန်စီးတီးကကြာဒီအဝန်းဖြစ်ပြင်ပဲလေသူတို့ခြေစွမ်းသူတို့အားနေပေါ့ဒါပေမဲ့ကျွန်တော်တော့1.90တိတ်မကြိုက်ဘူးဗျဒီကြေးကြီးကကြာဟိုဘယ်လိုပြောမလဲဟိုခေါ်လာလို့ခံစားရတယ်အဲ့တော့ကျွန်တော်တို့ဦးဆုံးဘက်မှာကျွန်တော်ဒီမန်စီးတီးကိုဘောမကြပါဘူးအဲ့တော့ကျွန်တော်ဒီအရှင်နေဖြစ်တဲ့နော်တင်ဟန်ကိုဘောကြပါတယ်အဲ့တော့နော်တင်ဟန်နဲ့မန်စီးတီးဘက်မှာနော်တင်ဟန်နောက်တစ်ပွဲဗျနောက်တစ်ပွဲက Brighton နဲ့ Fulham ဗျအဲ့ဒီမှာအာရှဖွင့်လို့မှုမှာဒီ Brighton ပေါ့ Brighton level 90ပေးထားတယ်ဂိုးပေါင်းက3.60ပေးထားတယ်Brighton တော့တကယ်ကိုရေးတယ်ကောင်းတယ်မီတိုမာတို့သူတို့အုပ်စုတွေတကယ်ချင်းစွမ်းပြရတယ်ဒီဂိုးလဲလွယ်တယ်အဲ့လိုတွေ့ရတယ်အဲ့တော့နောက်ပွဲဆက်တဲ့အနိုင်ရထားရဗျအဲ့တော့နိုင်ပွဲတွေဆက်နေတယ်ရုံကြည့်မှုအားကောင်းနေတယ် Brighton အနေထားပေါ့အဲ့ဒီမှာကျွန်တော် Fulham ဗျFulham ကျတော့အဝိုးကင်းနောက်ဆုံး10ပွဲမှာတပွဲပဲရှုံးတယ်မိုက်တယ်နော်ဒီအဝိုးကင်းနောက်ဆုံး10ပွဲမှာတပွဲပဲရှုံးတယ်အဲ့လိုဒီအဝိုးကင်း form ကောင်းနေတဲ့အသင်းကိုတော့ဒီ Brighton ဗျlevel 90ပြန်ပေးထားတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာကျွန်တော် Fulham ကိုမကြိုက်ဘူးဗျဒီ Brighton ကတူပေးတဲ့ကြေးကဒါပြောတကယ်ကန်ကြီးပေါ့ဗျာအဲ့တော့ကျွန်တော် Brighton နဲ့အားပေးချင်ပါတယ်အဲ့တော့ Brighton နဲ့ Fulham ဘက်မှာ Brighton ကိုအားပေးရမှာပါဒီတတိယပွဲဗျတတိယပွဲကကျွန်တော် Crystal Palace လန်ဒန်ကလပ် Crystal Palace နဲ့ကျွန်တော် Ipswich ပေါ့ Ipswich ကတော့တရားဟိုအောက်ကအသင်းပေါ့ဗျာအဲ့တော့ Crystal Palace 1.20ပေးထားတယ်အရှောက်ဖွက်လက်မှုမှာ9ပေါင်က3.60ပေးထားတယ်အဲ့တော့ Palace က3ပွဲဆက်တိုက်နိုင်နေတယ်အခုလက်ရှိဒီပြောတော့သူတို့ရဲ့ form ကောင်းနေတယ်ပေါ့အဲ့လိုတွေ့ရတယ် Ipswich ကတော့ဗျာကျွန်တော်တို့ဒီအနိုင်တွေပြောင်းနေတယ်တခုတော့ထူးကြရဗျာ तू ဘယ်လောက်ပဲအနိုင်ပြောင်း तू ကရောက်အောင်လို့ तू ဂိုးသွင်းတယ်ဂိုးလဲပေးတယ်အဲ့တော့ဂိုးလဲသွင်းတယ်ဂိုးလဲပေးတယ် Ipswich ကအဲ့လိုပုံစံဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီဘက်မှာဗျာဒီ body ကိုကျွန်တော်မရွေးချယ်ချင်ပါဘူးကျွန်တော်တို့ဒီအသင်းတစ်သုံးနဲ့ဒီဂိုးသွားလာရကျွန်တော်တို့ဂိုးပေါ်ကိုကြိုက်ပါတယ်အဲ့တော့ Palace နဲ့ကျွန်တော်တို့ Ipswich တို့ဘက်မှာဂိုးပေါ်ကိုအားပေးရမှာပါဂိုးပေါ်ပါကဲလီဗာပူးလာပါပြီဟိုးထိပ်ဆုံးအသင်းအဆင့်တက်ကအတင်းလီဗာပူးနဲ့ဟိုးအောက်ဆုံးအတင်းစိတ်စောင်းနှမ်းမှုတွေ့ကြပြီခင်ဗျာအဲ့ဒီမှာလီဗာပူးက2.90ဖွင့်လည်ထားတယ်ဂိုးပေါင်းက4.35ဖွင့်လည်ထားတယ်အဲ့တော့လီဗာပူးကဒီကျွန်တော်ပွဲဆက်တွေအရန်များနေတယ်တော့ဒီပြောရရင်သူတို့ချေဆိုရင်တည်ငြိမ်နေဗျဒီရှေ့လန်အောင်လဲကျွန်တော်ဘာမှတိတ်ထွေထူးပြောကြမလို့ဗျလီဗာပူးကဘယ်လိုပြောမလဲတကယ်ကောင်းနေတဲ့အတင်းပေါ့ဗျာအဲ့ဒီမှာစိတ်စောင်းနှမ်းဒီဟာဒီအချိန်ကတော့ဒီကျွန်တော်တို့အစိုးတွေကြီးပဲဗျဟိုးအောက်ဆုံးပါဗျာဘလို့မှလည်းဟိုရှုံးမပေါက်ဘူးဒီမှာဘလို့မှကစားဖို့သူမရတော့ပြောတန်းဆင်းရတော့မှာအဲ့လိုအချိန်မှာလက်ပါဘူးကကျွန်တော်2.90ဖွင့်လည်ထားတယ်ဒီကြီးကြိုက်တယ်ဗျကျွန်တော်ကတော့အဲ့တော့အတင်းတင်းချေဆိုတာအရန်ကွာဟမှုကြီးမားနေတယ်အဲ့တော့ဒီဘက်မှာကျွန်တော်လက်မှန်ကမ်းမှာပါဗျာလက်မှန်ကမ်းမှာလက်ပါဘူးကိုအားပေးရမှာပါအဲ့တော့လက်ပါဘူးနဲ့ဆောင်းရမှာလက်ပါဘူးကိုရွေးချယ်ရမှာပါဟုတ်ပါပြီဗျနောက်တစ်ပွဲသွားမယ်နောက်တစ်ပွဲကကျွန်တော် Brentford နဲ့ Aston Villa အဲ့ဒီမှာ Brentford ကဒီအာရှဖွင့်လက်မှု body level 40ပေးထားတယ်ဂိုးပေါင်းက3နှုတ်အစိတ်ဖွင့်လင်ထားပါတယ်အဲ့တော့ Brentford ကအခုလက်ရှိမှာရလက်တွေကောင်းနေတာမှန်တယ်ဒါပေမဲ့အိမ်ဝင်းရဲ့ form ကတော့အောင့်နေအိမ်ဝင်း9ဘောဆက်တိုင်းအနိုင်ပြောင်းနေအဲ့လိုတွေ့ရတယ် Aston Villa Redford တို့ဗျာကျွန်တော် Asensio တို့ပေါ့တကယ်ချင်းတော့ပြကစားနေတယ်ဗျကစားအောင်ပိုကောင်းလာတယ်အဲ့တော့ဒီအဝေးကွင်းတော့သူနည်းညံ့နေတယ်ဗျဒါပေမဲ့အဝေးကွင်းညံ့နေပဲလေအခုလက်ရှိဒီကျွန်တော်တို့ဒီသူတို့ကစားအားပေါ့သူတို့ခြေစွမ်းရဆိုရင်တော့ Brentford ကိုကောင်းကြီးရှင်နိုင်တယ်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာကျွန်တော် level 40ပေးထားတဲ့ Brentford ကိုမကြိုက်ဘူးကျွန်တော် Aston Villa ကိုရွေးချယ်ပါမယ်အဲ့တော့ Villa နောက်တစ်ပွဲပြ Wolverhampton နဲ့ Everton အဲ့ဒီမှာ Asian Wolverhampton က level အစိတ်ပေးထားတယ်ဂိုးပေါင်းက2.35ဖွင့်လည်ထား35ဖွင့်လည်ထားတယ်အဲ့တော့ Wolves အားနဲ့ချက်ကဘာလဲဆိုတော့တပွဲနိုင်တဲ့တပွဲရှုံးနိုင်ဖြစ်နေတယ်ဒီပွဲဆက်နိုင်ဖို့သူတို့မနေ့ရုံးကန်နေရတယ်အဲ့တော့ Everton ကနီးပြောက်ဟောင်းပေါ့နီးပြောက်ဟောင်းကြီးကျွန်တော်တို့ဒီဘက်ဘိုးရပြန်လာတဲ့အချိန်မှာဒီအစစတွေကပြောင်းလဲလာတယ်ရတဲ့တွေကောင်းလာတယ်အဲ့လိုတွေ့ရကစားအားလည်းတက်လာတယ်နောက်ဆုံးကစားခဲ့တဲ့10ပွဲမှာဗျာဒီတကယ်ဖျားစုနှစ်ပွဲပဲရှုံးလာတယ် Everton အဲ့တော့ Everton ကိုသွားအထင်သေးလို့မရဘူးကျွန်တော်ဒီဘက်မှာဒီအရှိဘူးကိုမကြိုက်ပါဘူးကျွန်တော်တကယ်ကိုယုံကြည်မှုမြင်မားနေတဲ့ Everton ကိုကြိုက်ပါတယ်အဲ့တော့ဘူးနဲ့ Everton ပေါ်မှာ Everton ဟုတ်ပါပြီဗျနောက်တစ်ပွဲသွားမယ်ဗျ
နောက်တစ်ပွဲကကျွန်တော် Chelsea ကျွန်တော်အသင်းလာပြီ Chelsea နဲ့ Leicester အဲ့မှာ Chelsea ကနှစ်ပေါင်း30ဖွင့်လှစ်ထားတယ်ကျွန်တော်9ပေါင်းက390ဖွင့်လှစ်ထားတာပဲအဲ့တော့ Chelsea ပေါ့Chelsea ကဗျဒီ Premier League နဲ့မလို့ချက်ပြင်းထန်နေတယ်ကစားတင်နောက်ဆုံးကစားခဲ့ကျွန်တော်ပွဲမှာသူနိုင်ထားတယ်ဗျသူအဝေးကွင်းမှာ1-2နဲ့နိုင်ထားတယ်ဒါတကနာထားလိုက်အောင်ကျွန်တော်မြင်တော့ Chelsea က Premier League မှာတကယ်ကျုံးရတော့မယ်အဲ့လိုတွေ့ရတယ်အဲ့တော့ Leicester Nistelrooy ပေါ့နီးပြ Nistelrooy ရဲ့ Leicester တော့ပြောရရင်တန်းဆင်းမှုလည်းများနေပါပြီဗျာနောက်ဘက်ကျတော့လည်းရှုံးလာတယ်အဲ့တော့သူတို့လည်းပြောအရှုံးတော့ပဲများသူတို့လည်းရအောင်ဒီ Chelsea ကမှသူကစားတင်မှာပဲတကယ်ကမ်းမှာပဲအဲ့တော့ကျွန်တော်ဒီပွဲမှာကိုပေါင်းကြီးကိုကြိုက်တယ်3-9ကိုကြိုက်တယ်ကြီးလည်းပြင်းတယ်အဲ့တော့ Chelsea လည်းကိုပေးကြည့်မယ် Leicester ကိုလည်းအနေဆုံးကျွန်တော်ကိုပေးကြည့်လို့ရလောက်အောင်းမိတယ်အဲ့တော့ကျွန်တော်ဒီပွဲမှာ body ကိုရွေးချယ်ဦးကျွန်တော်ဒီပွဲမှာဒီ Andy King နဲ့ကိုပေါ်ပေါ့ဗျာအဲ့တော့ Chelsea နဲ့ Leicester ပွဲမှာကိုပေါ်ကိုအားပေးရမယ်နောက်တစ်ပွဲဗျ Spa နဲ့ဘုံမောက်အဲ့ဒီမှာအဲ့ဒီဘုံမောက်က level 15ပြီးသားတယ် Spa ကိုပြန်ပြီးသားတယ်ကိုပေါင်းက390အဲ့တော့ Spa နှစ်ပွဲဆက်ရှုံးလာတယ်ဖိအားများနေတယ်ရှင်းလေးပါပဲဘုံမောက်ကလည်း Premier League နှစ်ပွဲဆက်ရှုံးလာတယ်အဲ့တော့အရှုံးအသင်းချင်းတွေ့ကြရပြီဗျာအဲ့တော့ရှင်းပါလေတေကြကြရလို့လမ်းတော့မရှိပါဘူးတကယ်ကျုံးကြမှာပါအဲ့တော့ကျွန်တော်တို့ဒီ Spa ကလည်းအိမ်ကွင်းမှာတကယ်ဟိုဒီဂိုးရရှိရေးပေါ့တကယ်တင်းလိမ့်မယ်ဘုံမောက်ကလည်းဒီပြောင်းကဂိုးပေးကြည့်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာဒီ3နှုတ်ကျွန်တော်တို့390ပေါ့ဗျာ390ကြီးမှာကျွန်တော်9ဘောကိုကြိုက်ပါတယ်အဲ့တော့ Spa နဲ့ပုံပေါ်မှာ9ဘောကဲနှစ်ဘောပဲကျန်တယ်ဗျကဲ EP ရဲ့28ကအကောင်းဆုံးပွဲဦးထုတ်ဖို့မှာကံပါ Man U နဲ့ Arsenal ပွဲအဲ့တော့ Man U အကြောင်းပြောတော့ဒီရာဒီမှာဘယ်လိုပြောမလဲကောင်းကွက်နေတယ်ဗျအစိုးတွေပဲများနေတယ်အမော်နေနဲ့တော်တော်ဖိအားရှိနေအဲ့တော့အခုလက်ရှိခြေစွမ်းတော့ဗျပြောရရင်ကျွန်တော်တို့မကောင်းပါဘူးအဲ့လိုပဲကျွန်တော်မြင်တာပေါ့ဗျာအဲ့တော့နောက်ဆုံးလောက်မှာတဘောပဲနိုင်တာလေဗျအဲ့လိုတွေ့ရတယ်ဒီခါစစ်အားလည်းချက်ရှိနေတယ်အဲ့တော့ဟိုရက်လက်မကောင်းဘယ်လိုလဲဆိုတော့သူတို့အတွက်ကဒီကစားသမားတွေအတွက်ကဗျာဟိုကြည့်မှုတော်တော်ဆင်းနေတယ်ဟိုကြည့်မှုကြဆင်းနေတာတွေ့ရတယ်အာဆင်နယ်မကန်လို့မရတော့လီဗာပူးနေကအမှတ်73မှတ်ကွာရတယ်ပြစ်ချင်တော့ဒီအာဆင်နယ်ပေါ့နောက်ဆုံးကစားတဲ့ပြီးမှနှစ်ပွဲဆက်တဲ့အနိုင်ပြောင်းနေတယ်အဲ့တော့အမှတ်အရန်လိုနေတယ်အဲ့ဒီမှာအာဆင်နယ်က1ပေါင်း65ဖွင့်နေထားတယ်ဘုံမောကြီးရောနည်းနည်းကျွန်တော်နည်းနည်းတန်းချဝင်နေကြညှိနှုတ်40ပေါ်လီမလားအောက်လီမလားထားတော့ကျွန်တော်ကတော့ဒီမှန်လဲမှန်ခွင့်မှန်ဒါပေမဲ့ကျွန်တော်တို့ဒီကအသင်းနှစ်သင်းရဲ့ကစားပယ်ဆံမှုအရှိန်အဝါနဲ့အာဆင်နယ်ရဲ့ဒီအာဆင်နယ်မှန်လည်းလုံးမရတော့ဘူးပရီးမီးယားလိမှာသူထပ်ပြီးအမှတ်ရောက်လို့လုံးဝမရတော့ဘူးဒီလီဗာပူးကောင်းဖိအားပေးဖို့အတွက်ကအဲ့လိုကျွန်တော်ဒီဘက်မှာဒီအပေါ်အသင်းပေါ့1ပေါင်း65ပေးတာတယ်အာဆင်နယ်ကိုသဘောကျပါတယ်အဲ့တော့အာဆင်နယ်ကနောက်ဆုံးပွဲပြဝက်ဆန်နဲ့ကျွန်တော်နျူကာဆယ်အဲ့ဒီမှာကျွန်တော်နျူကာဆယ်အဲ့တဲ့အသင်း level 40ပေးတာတယ်ကိုပေါင်းတော့ဒီ3ပေါင်း50ပေါ့ကိုပေါင်းတော့နည်းနည်းကျွန်တော်အန်ရများတယ်ဗျလို့ခံစားရတယ်ခေါ်ကြီးလို့ခံစားရတယ်အဲ့တော့ဝက်ဆန်ကတော့ဒီ Premier League ပေါ့အိမ်ဝင်ဆောင်ရင်တော်တော်ကြာဆင်းနေတယ်တော့ကျွန်တော်တွေ့ရပါတယ်နျူကာဆယ်ကလည်းပြောရရင်နောက်ဆုံး၄ဘွဲမှာ3ဘွဲတိရှုံးထားတယ်ကစားသမားကောင်းတွေရှိတယ်ပြန်ရှုံးနေတာတွေ့ရတယ်အဲ့တော့ကျွန်တော်ကဒီဘက်မှာဒီဝက်ဆန်သိမကြိုက်ဘူးသူတို့အိမ်ဝင်ဖောင်တော်တော်ကြာနေတယ်အဲ့တော့နျူကာဆယ်မို့ကတော့ဒီအရှုံးနေကြသူရောင်းအောင်ရှုံးလို့ဗျာအဲ့လိုခံစားရတယ်အဲ့တော့ကျွန်တော်ဒီဘက်မှာကျွန်တော်နျူကာဆယ်ကိုသဘောကျပါတယ်ကဲဟုတ်ပါပြီကျွန်တော်ဒီ EP ရဲ့ပွဲ28ပေါ့28မှာတော့ပွဲကောင်းတွေများပါတယ်ဒီအားလုံးမဒီပွဲကောင်းတွေမှာကျွန်တော်ခံမှတ်မှုတွေနဲ့အစီအမံပြုလုပ်ပါတယ်ကျွန်တော်တို့ဒီအရှင်နင်းမီဒီယာရဲ့အစီအစဉ်ကိုသဘောကျတဲ့ဆိုရင်လည်း like and subscribe နဲ့အားပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်